Hi hello အားလုံးပဲမင်္ဂလာပါဗျကချင်အောင်လာမှာရွေးထွေးတာပြန်နေကြိုးဆိုပါရဗျဒီနေ့ကျွန်တော်တို့ကချင်အောင်လာဆိုင်လေးကဘာလဲဆိုလို့ရှိရင်အဓိကကျွန်တော်တို့ကချင်နယ်လေးတွေကိုရောင်းချတာဖြစ်ပါတယ်ဒါကျွန်တော်ဆိုင်လေးကကချင်အောင်လာလို့ခေါ်ပါတယ်ကျွန်တော်ကချင်နယ်လေးတွေကိုအာမခံချက်ပြည့်နဲ့ကျွန်တော်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ကချင်အောင်လာဆိုင်လေးမှာကျွန်တော်တို့လာရောက်လေးလာဝယ်ယူအပ်ပေးနိုင်ပါတယ်ကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံရဲ့ကျွန်တော် right ရဲ့ရောက်တဲ့မြေတီဒေတာမဆိုကျွန်တော်တို့ပစ္စည်းအောင်ငွေချီပို့ဆောင်ရရှိပါတယ်ကျွန်တော်တို့အရေးသွေးအသားနာပိုင်းကိုလည်းအာမခံချက်အပြည့်ပေးပါတယ်ကျွန်တော်တို့ဘယ်လောက်ထိအာမခံလဲဆိုလို့ရှိရင်ပစ္စည်းရောက်လာတဲ့အချိန်မှာဖောက်စစ်ပြီးမှစိတ်တိုင်းကြမှာကျွန်တော်ပြောသလိုအသားနာ share ဖြစ်မှငွေချီလို့ရတယ်အဲ့လောက်ထိအာမခံပါတယ်အခုရှိရကျွန်တော်တို့ customer အသစ်တွေဆိုလို့ရှိရင်တော့ကျွန်တော်စက်ရန်ငွေ1000လွှဲရပါတယ်စက်ရန်1000လွှဲရပါတယ်ကျွန်တော်တို့ view call နဲ့လည်းကျွန်တော်တို့ခေါ်ပြီးတော့ရွေးချယ်လို့ရပါတယ်စိတ်တိုင်းကြအဆင့်တွေကိုကျွန်တော်တို့ဈေးနှုန်းအစားအစာပစ္စည်းအပွင့်ဒီဇိုင်းမျိုးစုံရှိပါတယ်ကျွန်တော်တို့တကယ်လို့စိတ်တိုင်းကြရွေးချယ်ခြင်းနဲ့ဆိုလို့ရှိရင် view call နဲ့လည်းရွေးချယ်နိုင်ပါတယ်နောက်ပိုင်းမှာကျွန်တော်ဒီ YouTube မှာကျွန်တော် live လွှင့်ပြီးတော့ရောင်းချဖို့လည်းအစီအစဉ်ရှိပါတယ်ဒါကျွန်တော်တို့ပစ္စည်းဒါကချင်တွေဖြစ်ပါတယ်1 set တွေလည်းရှိတယ်ကွင်းတွေလည်းရှိပါတယ်ဗျဒါတွေကတော့ကျွန်တော်နှစ်တရာစီးလေးတွေဖြစ်ပါတယ်ဒါလေးတွေကတော့စီးလေးတွေဖြစ်ပါတယ်ခင်ဗျာစီးလေးတွေဖြစ်ပါတယ်အယောင်ဆုံးရှိတယ်အသားနာ share quality အကောင်းဆုံးဆိုတာတွေကိုပဲကျွန်တော်အနေနဲ့ရောင်းချလေးရှိပါတယ်ဒါလေးတော့ကွင်းလေးတွေပေါ့နော်ပစ္စည်းကတော့အများကြီးရှိတယ်အစင်ဆုံးဒီဇိုင်းဆုံးရေသွေးအစုံရှိပါတယ်ဈေးလည်းအစားရှိပါတယ်အာမခံချက် 100% ပေးတယ်ကျွန်တော်တို့ဘက်ကကျွန်တော်တို့ကချင်အောင်လန်အနေနဲ့ပစ္စည်းရှောင်းငွေချီလေးပို့တယ်ပြီးတော့ကျွန်တော်တို့ပစ္စည်းကိုရောက်လာတဲ့အချိန်မှာဖောက်စစ်စိတ်တိုင်းကြမှာလည်းငွေချရမယ်အဲ့လောက်ထိအာမခံချက်ကြီးပါပေးတယ်เนาะကျွန်တော်ဒီမှာပစိုးတွေလည်းရှိတယ်ပစိုးတွေလည်းမျိုးစုံရှိတယ်ဒါဆိုကချင်ပစိုးတွေပေါ့เนาะဒါကျွန်တော်ကချင်တွေဖြစ်ပါတယ်ဒါတွေဆိုလို့ရှိရင်ဒါပစိုးတွေဒါဆိုရင်တော့200ပေါ့เนาะ200ပေါင်းသားပစိုးတွေဖြစ်ပါတယ်ပစိုးတွေဖြစ်ပါတယ်ကျွန်တော်တို့ page လေးကိုလည်း like and follow လေးလုပ်ပေးထားပါအောင် subscribe လေးလုပ်ပေးထားပါအောင် like လေးလည်းပေးပါအောင်ကျွန်တော်တို့ဝင်းရံပြီးအားပေးပါအောင်ခင်ဗျကချင်တွေကောင်းကောင်းဟိုမှာအာမခံချက်ပြည့်နဲ့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကချင်အွန်လိုင်းကိုရွေးချယ်ဖို့မမေ့ပါနဲ့တတိယကိုလည်းမမေ့ပါနဲ့ like and follow လေးလည်းလုပ်ထားပေးပါဒီဗီဒီယိုဆုံးဖြတ်ကြည့်ပေးရလဲကြည့်ပြီးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်